အားလုံးပဲမင်္ဂလာပါဘေးဘာသာဝင်ဖြစ်ဖြစ်အမရဲ့အဖေကိုစုလေးတစ်ခုတောင်းပေးပါနော်အဲ့ဒီစုလေးတစ်ခုကိုတောင်းတာနဲ့အမရှိကဘာလိုချင်လဲအားလုံးအမပေးပါမယ်အမပေးပါမယ်ဘာပဲလူချင်အမပေးပါမယ်နော်အမအသက်ကိုလူချင်တော့အမပေးပါမယ်ဘာဖြစ်လို့လဲဆိုတော့အမရဲ့ dead body အမရဲ့ကြောက်ကက်အမရဲ့အသေးနှလုံးအမရဲ့မျက်ကြည်လွှာအားလုံးကိုတနေရာစီမှာခွဲပြီးတော့လှူပေးခဲ့ပြီးသွားပါပြီနော်အမဒီမှာကြည့်ကြွားပြောတာမျိုးမဟုတ်ဘူးဒီမှာပတ်ဆက်နေဒီမှာပတ်ဆက်နေဒီမှာဟာအိတ်ထဲမှာပတ်ဆက်နေအပြည့်ပတ်ဆက်နေအပြည့်ပတ်ဆက်နေအပြည့်ရှိတယ်သိန်းကိုတောင်းပေါင်းမကရှိတယ်အကြတော့အားလုံးစုလေးတစ်ခုတောင်းပေးရုံနဲ့မအဖေကိုပတ်စံနေကိုလူကျင်တဲ့ဟာတွေကိုအားလုံးပေးပါမယ်စုလေးတစ်ခုပဲမဟုတ်တောင်းပေးဘာသာတိုင်းကိုမကချစ်ပါတယ်ဘာသာတိုင်းကိုမျက်နှာထားအမကဗုဒ္ဓဘာသာဖြစ်ပေမဲ့ဘာသာတိုင်းကိုမျက်နှာထားပါတယ်အမကိုစုလေးတစ်ခုပဲချောင်းပေးပါလူကျင်နာတွေမှတ်သမျှအားလုံးအမပေးပါမယ်မပြေလို့လဲဆိုတော့အမနဲ့အမအဖေနဲ့နှစ်ယောက်ထေးရှိတယ်စေယုံမှာဘယ်ပြီးပါဘယ်မောင်နှမမလာပဲနဲ့အမတို့ကနှစ်ယောက်ထေးဖြစ်နေခဲ့လို့တော်လေးတင်ပြီးတော့တကယ်ချင်းနေရဲ့မေတ္တာတရားလေးနဲ့မြေအဖေပြေကောင်းသွားမလားဆိုတဲ့အာကိုတကြီးနဲ့တောင်းဆိုရခြင်းဖြစ်ပါတယ်အားလုံးကျမရှင်းတာပါစေ